နောက်တစ်ခါသူတို့အဲ့လိုဖြစ်ပြီးဆိုရင်အဖြူစင်းနဲ့ရားတဲ့သူတွေကကြတော့ဒီဟိုပါလေစားရည်စိမ်ညတန်ဝင်နေကိုယ်တိုင်လဲညွန်တယ်ဒီဥစ္စာစားရည်နွေးနွေးလေးနဲ့စိမ်ပေါ့နော်စိမ်အဲ့လိုမျိုးလေးပိုးသက်ပေးရတော့အဲ့လိုမျိုးလေးလုပ်ပြရအောင်ဒီဥစ္စာကပြစ်စစ်ပြလဲစားထုတ်ထားတဲ့ဒါစက်ပြလေးအောက်ပိုင်းစီးရဲ့နေရာမှာရွေးကိုယ်တိုင်လည်းတကယ်သုံးတယ်အနက်အသက်လည်းအရန်ကောင်းတယ်အနက်တက်ဖြောက်တဲ့နေရာမှာအရန်ကောင်းတယ်ပေါ့နော်ပြီးတော့သူကတဘာဝအမြုပ်ထွက်တာတို့ကက်မီကယ်တွေလုံးဝမပါဖြစ်တယ်တာမန်ဆိုလို့ရှိရင်မိမကိုဒီလိုစက်ပြအခဲတွေတွေ့ကြရစက်ပြအခဲနဲ့စီးလို့မရအောင်ဟိုနော်တာမန်မှာဆိုရင်ပုဂ္ဂိုလ်စက်ပြအခဲနဲ့အဲ့လိုတွေ့ကြရရင်လုံးဝစီးလို့မရအောင်ဟိုသူ့ရဲ့စေးတင်တဲ့အရာပေါ့အဲ့ဒါနဲ့ပဲသူကစေးရအပြင်းဆိုင်သွားစီးလိုက်ပြီးမလို့အားတဲ့အနားကြီးဖြစ်တာရဲ့ပြီးရေပြား6ပြီးတော့ပိုးဆိုးလာဟုတ်တယ်နော်ဟိုလက်တောင်မှာစေးလိုက်ရင်6သွား6သွားမင်းလေးကပြောမရပြောရလေအရန်နုညံ့တာနုညံ့တာမင်းလေးကလည်းအဓိကမျက်နာပဲဒီလားဟုတ်တယ်သတိထားရတယ်တအားနုညံ့တယ်အဲ့တော့ကိုကလေသူ့တမယာလေးချို့ရှိရပေါ့နေဒီမှာတော့တိတ်ဘူးလားလေးမရှိရတော့ဟုတ်ရှိကြတဲ့အခါသူကဆက်ပြိုင်နေသိချလိုက်ချတယ်အဲ့ဒါတော်တော်ဆိုးဆိုးဖြစ်တာနောက်တစ်ခုကကြတော့ရိုးလေးစေးပြီးသွားပြီဆိုလို့ရှိရင်ရေးစေးပြီးသွားပြီဆိုတော့တိတိကျကျချအောင်လုပ်ဖို့လိုတယ်အဲ့တယ်ဟုတ်တယ်သူတင်တောက်ွယ်တာကြတော့ကုသတာတဲ့အများကြီးထိရောက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှထတိုင်းတိုင်းပုံမှန်လေးသုံးပြရဆိုပိုပြီးကောင်းတာပေါ့ဟုတ်တယ်ပေါ့လူတွေဘက်ဒီမှာကြတော့လေတွင်းညံမောင်းပြီးသူတို့ဝစ်ကြတာအဲ့ဒါလည်းမကြိုက်ကြအောင်နော်အဲ့ချို့သတိထားမိရလေကအဲ့လိုထမိန်တစ်ခွင်းနဲ့လုပ်ပြီးတော့အိမ်နာစီးပြီးဆိုတော့ရေကိုပြောင်းတော့မှဆိုတင်မသိဘူးဒါဆိုကလူသားအနေနဲ့ဒါ share လုပ်ပြရပါတော့အဲ့လိုမျိုးခါကျတော့ပတ်ဖြစ်လာလဲဆိုမှုတွက်လာပုံပုံဖြစ်သွားဆွဲလာရေကနေမှအဲ့လိုမချောက်တော့ပေါ့နော်မချောက်တော့မှုတွေဆွဲလာတယ်အဲ့မှာစပြီးတော့ယောဂဘိုးတွေကဝင်လာတော့လာတယ်ဟုတ်တယ်